ကဘာကောင်မှာခရီးသည်အများစုဝင်ထွက်သွားလာကြတဲ့လေဆိပ်တွေထဲမှာအရေးပါတဲ့လေဆိပ်တစ်ခုဖြစ်တဲ့ဒူဘိုင်း International Airport အနီးမှာမကြာသေးခင်ကလူတိုင်းကိုအံ့အားသင့်စေတဲ့လုံခြုံရေးဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီလေဆိပ်ဟာတစ်နေ့ကိုလူသန်းပေါင်းများစွာသွားလာအသုံးပြုနေတဲ့နေရာဖြစ်ပြီးကဘာအနှံ့ကလေယာဉ်ခရီးစဉ်များအစင်မပြတ်ဆင်းသက်ပြန်တန်းနေတဲ့အရေးကြီးတဲ့လေကြောင်းအချက်အချာဖြစ်ပါတယ်။သတင်းများအရလေဆိပ်ဘက်ကိုဦးတည်လာတဲ့ drone တစ်စင်းကို United Arab Emirates လုံခြုံရေးအာဏာပိုင်တွေကအချိန်မီတွေ့ရှိခဲ့ကြပါတယ်။ drone ဟာလေဆိပ်ဘက်ကိုတိုက်ရိုက်ဦးတည်လာနေတာကြောင့်အလွန်အန္တရာယ်ရှိနိုင်တဲ့အခြေအနေတစ်ခုဖြစ်လာခဲ့ပါတယ်။အကယ်၍အချိန်မီမတားဆီးနိုင်ခဲ့ဘူးဆိုရင်လေဆိပ်အတွင်းရှိလေယာဉ်တွေခရီးသည်တွေနဲ့အဆောက်အဦတွေကိုကြီးမားတဲ့ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေနိုင်ခဲ့ပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေကအခြေအနေကိုချက်ချင်းထိန်းချုပ်နိုင်ဖို့အရေးပေါ်လှုပ်ဆောင်ခဲ့ပြီးအဲ့ဒီ drone ကိုလေဆိပ်နီးစပ်ရာလေထဲမှာပဲပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ drone ကိုပစ်ချလိုက်တဲ့အခါအစိတ်အပိုင်းတွေပြန်ကျဲသွားပြီးလေဆိပ်အနီးရှိလမ်းကြားတချို့မှာမီးလောင်သည့်အမှတ်အသားတွေတွေ့ရှိခဲ့ပါတယ်။အချို့အဆောက်အဦတွေမှာလည်းအနှဲငယ်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့မျက်မြင်တွေကပြောကြပါတယ်။ဒီဖြစ်ရပ်ကြောင့်လေဆိပ်အတွင်းရှိခရီးသည်အများစုစိုးရိမ်မှုဖြစ်ပေါ်ခဲ့ကြပါတယ်။လေယာဉ်ခရီးစဉ်တချို့ကိုအချိန်အနည်းငယ်ရပ်နားစစ်ဆေးခဲ့ရပြီးလုံခြုံရေးစစ်ဆေးမှုတွေကိုပုံမိုတင်းကျပ်စွာပြုလုပ်ခဲ့ကြပါတယ်။သို့သောအာဏာပိုင်တွေကအခြေအနေကိုလျင်မြန်စွာထိန်းချုပ်နိုင်ခဲ့တာကြောင့်လေဆိပ်လုပ်ငန်းတွေကိုမကြခင်ပင်ပြန်လည်ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာကမ္ဘာတစ်ဝန်းရှိလေကြောင်းလုံခြုံရေးအပေါ်အာရုံစိုက်မှုပုံမိုမြင့်တက်လာစေခဲ့ပါတယ်။ drone နည်းပညာဟာနေ့စဉ်အသုံးပြုမှုများလာနေတဲ့အချိန်မှာအဲ့ဒီနည်းပညာကိုမကောင်းသောရည်ရွယ်ချက်နဲ့အသုံးပြုလာနိုင်တဲ့အန္တရာယ်ကိုလည်းထင်ရှားစေခဲ့ပါတယ်။ဒူဘိုင်းလိုနိုင်ငံတကာစီးပွားရေးခရီးသွားလုပ်ငန်းနဲ့လေကြောင်းသွားလာမှုအတွက်အလွန်အရေးပါတဲ့မြို့တစ်မြို့မှာအခုလိုဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာတာကြောင့်လူအများအာရုံစိုက်လာကြပြီးသတင်းမီဒီယာတွေမှာလည်းအကျယ်တဝင့်ခေါ်ပြခဲ့ကြပါတယ်။အခုအချိန်မှာအာဏာပိုင်တွေကဒီ drone ဘယ်ကလာတယ်လေဘယ်သူတွေကပြစ်လွတ်ခဲ့လာလဲဆိုတာကိုဆက်လက်စုံစမ်းနေကြပါတယ်။အကြောင်းရင်းကိုတိတိကျကျမသိရသေးပေမဲ့ဒီဖြစ်ရပ်ဟာလေကြောင်းလုံခြုံရေးအတွက်တတိပေးမှုကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဖြစ်ရပ်ကြောင့်လူအများကမေးခွန်းတစ်ခုကိုစဉ်းစားနေကြပါတယ်။ဒီ drone တိုက်ခိုက်မှုဟာတစ်ကြိမ်တည်းဖြစ်ပွားခဲ့တဲ့အဖြစ်တစ်ခုလားဒါမှမဟုတ်အနာဂတ်မှာဖြစ်လာနိုင်တဲ့ပိုကြီးမားတဲ့အန္တရာယ်တစ်ခုရဲ့အစလား